အားလုံးပဲမင်္ဂလာပါစွန်ရေးသားနေ့ပညာမှာပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ကွန်ပျူတာတစ်လုံးမှာအရေးကြီးသောစတင်များကိုရှင်နေများကွန်ပျူတာတစ်လုံးမှာအရေးကြီးသောစတင်များကိုရှင်နေများဆိုသလိုကျွန်တော်တို့ကွန်ပျူတာတစ်လုံးမှာရှင်သင်းရှင်တိုက်တဲ့စတင်လေးတွေကိုကျွန်တော်တို့ရှင်ပေးရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ကဘာကိုနံပါတ်1ရှင်းပြရမလဲဆိုတော့ကျွန်တော်ကဒီကျွန်တော်တို့က yes no ပြဿနာကိုကျွန်တော်တို့ကအရင်ဖြေရှင်းမယ်เนาะကျွန်တော်တို့ကဒီကွန်ပျူတာတစ်ခုမှကျွန်တော်တို့က software တစ်ခုပဲ run ဘာကိုပဲကျွန်တော်တို့ကဖွင့်သူက yes no မေးတာပေါ့เนาะ yes no ဘယ်လိုမေးလဲဆိုရင်ကျွန်တော်တို့ကဥပမာကျွန်တော်ကဒီ minutes တင်ပါ okay ကျွန်တော်ပိုက်လိုက်မယ် yes no သူမေးတယ်တကယ်လို့ကျွန်တော်တို့ဒီကွန်ပျူတာမှာ software တွေကိုကျွန်တော်ကအပီပိုက်ရှင်တယ်โอเคအဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုပိုက်ရမလဲဆိုရင်ကျွန်တော်ကဒီဟာကိုဒီ type ပဲထားအောင်မယ်เนาะနောက်ထပ်တစ်ခါကျွန်တော်ပိုက်ကြည့်ပါမယ်โอเค yes no မေးတယ်ရတယ်အဲ့ဒီ type ကျွန်တော်ကထားမယ်အဲ့လိုဆိုရင်ကျွန်တော်ရဲ့ set ကိုကျွန်တော် minimize တစ်ချက်ရှာထည့်လိုက်မယ်အဲ့ဒါကိုဘယ်လိုပိုက်မလဲဆိုတော့ကျွန်တော်တို့ကဒီ window pin တွေကိုကျွန်တော်တို့ကဝင်လိုက်ပါwindow pin တွေကိုကျွန်တော်တို့ကဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီ system at security ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီမှာဝင်လိုက်เนาะတစ်ချက်ဝင်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနောက်ထပ်တစ်ခါဝင်ရမှာကျွန်တော်ကြတော့ကျွန်တော်က security at ကိုကျွန်တော်တို့ကဒီဟာကိုထပ်ဝင်ပေးပါ okay ကျွန်တော်တို့ကဒီနေရာကိုရောက်လာပြီဒီနေရာကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကအရင်ပေးရမှာကျွန်တော်ကရှင်း user account ကိုကျွန်တော်တို့ပေးရမှာဖြစ်တယ် okay ရှင်း user account ကိုကျွန်တော်တို့ကဒီနေရာနေပြီးတော့ပိုက်လို့ရတယ်လို့ကျွန်တော်ကเนาะဒီနေရာကကျွန်တော်တို့ကပိုက်လို့ရတယ်လို့ဘယ်နေရာမှာပိုက်လို့ရလဲဆိုရင်ကျွန်တော်တခုပြပေးမယ်เนาะနောက်ထပ်တစ်နေ့ okay ဒီမှာကျွန်တော်တို့ကဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဝင်ကိုဒီလိုမျိုးထားလိုက်မယ်သူက user account ဆိုတာရှိတယ် user account မှာကျွန်တော်တို့ကရင်း user account ရှိတယ်ကျွန်တော်တို့က user account ကနေပြီးတော့ကျွန်တော်တို့ကဒီမှာချင်း user account ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီနေရာကပိတ်လိုက်ရင်ရတယ်ဒါပြဿနာမရှိဘူးဒါတစ်နေ့ပေါ့နော်အခုကျွန်တော်တော့တာဒီကျွန်တော်ဒီကနေပြီးတော့ဒီဟာကိုရှင်းပါဖြစ်တဲ့အတွက်ကျွန်တော်ဒီကွန်တို့ပင်တွေကိုကျွန်တော်ပြန်ဝင်မယ်ပြန်ဝင်ပြီးတော့ဒီတိုင်မုံရင်းအတိုက်ထားလိုက်တယ်ပြီးတော့ကျွန်တော်တို့ကပုံမှန်အတိုက်ကျွန်တော်တို့ကဝင်လိုက်တာပေါ့နော်โอเคဒီနေရာမှာကျွန်တော်ကရှင်း user account ကိုကျွန်တော်တို့ကနှိုက်လိုက်တယ်ကျွန်တော်ကဒီဟာကကြတော့အပေါ်အောက်ရတယ်သူရဲ့ဒီပေါ်ကဒီလိုမျိုးဖြစ်နေတာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကအောက်ကိုကျွန်တော်တို့က switch ချပေးလိုက် switch ချပေးလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့က okay ကိုကျွန်တော်တို့ကနှိုက်လိုက်မယ် yes no မေးရှင်းဒီဒါနောက်ဆုံးအကျင့်ဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ဒီနေရာမှာ yes ကိုကျွန်တော်တို့နှိုက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ software တစ်ခုကို install လုပ်တာပဲဖြစ်သူက yes no မေးလာမှာမဟုတ်တော့ပါဘူးဆိုရင်ကျွန်တော်တို့ကဒီနေရာကိုကျွန်တော်ပြန်သွားကြည့်မယ်ကျွန်တော်ပြန်ပိုက်ကြည့်မယ် yes no မေးသေးလားမမေးတော့เนาะ okay ဒီဟာရော yes no မေးသေးလားမမေးတော့ yes no သူမမေးတော့ okay အဲ့ဒါကြတော့ကျွန်တော်တို့က yes no မေးတဲ့ဟာကိုလုပ်ပေးတာပေါ့နော်နံပါတ်1အနေနဲ့ yes no မေးတဲ့ဟာကိုသူကလုပ်ပေးတာဆိုရင်ကျွန်တော်တို့က change studio ကိုကျွန်တော်ကတစ်ချက်ဝင်လိုက်ဒီမှာဒုတိယအနေနဲ့ okay ဒီနေရာမှာကျွန်တော်တို့ကလေကွယ်ရှိနေတယ်ဒီမှာတစ်ခွက်လေးချင်းအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီ internet တစ်ခုနဲ့ network ဆိုတဲ့ဟာနှစ်ခုကိုကျွန်တော်တို့ကအမေရှေ့ကိုထားမယ်ပြီးတော့ကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော်တို့ကအပေါ်လုံးပိုက်ပေးလိုက်မယ် okay ဒီလိုမျိုးဖြစ်နေရမယ်နော်ကျန်တာတွေအကုန်လုံးပိုက်လိုက်မယ်ဒီမှာနှစ်ခုကိုကျွန်တော်တို့ကထားမယ်ပြီးရင်ကျွန်တော်တို့က okay ကျွန်တော်နှိုက်ပေးလိုက်မယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကပိုက်လိုက်ပြီအဲ့လိုဆိုရင်ဘယ်နှစ်ချက်ပြီးသွားပြီလဲနှစ်ချက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနောက်ထပ်တစ်ခုကျန်ပါသေးတယ်ကျွန်တော်တို့ကကွန်တို့ပင်တွေကိုကျွန်တော်တို့ကဝင်လိုက်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကရှင်းလိုက်မယ်ဒီအလယ်လက်ကိုကျွန်တော်ယူလိုက်မယ်အခုကျွန်တော်ရှင်းပြမှာဒီ power option အကြောင်းဖြစ်တယ် power option ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကွန်ပျူတာကိုကျွန်တော်တို့မသုံးဘဲနဲ့ဒီအတိုက်ထားရင်ကျွန်တော်တို့ရဲ့ကွန်ပျူတာကစလီဖြစ်သွားတာပေါ့နော်မှိန်သွားတာပေါ့ဒါကြတော့ကွန်ပျူတာသုံးတဲ့လူတိုင်းသိမှာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ရဲ့ဒီကွန်ပျူတာကိုကျွန်တော်တို့ကမပိုက်မချင်းပေါ့နော်မပိုက်မချင်းကျွန်တော်တို့က ever link နေတဲ့ဟာကိုပေါ့နော် ever link အောင်အတွက်ကျွန်တော်တို့ကဒီကွန်ပျူတာကိုမပိုက်မချင်းနော် desktop ဆိုရင်လေဒီ power ကိုမပိုက်မချင်းမိမသိမချင်းကျွန်တော်တို့ laptop ဆိုရင်လေကျွန်တော်တို့ battery မကုန်မချင်းကျွန်တော်တို့ကဒီအတိုင်း link နေအောင်အတွက်ကျွန်တော်တို့ရှင်းပေးရမှာဖြစ်တယ်ကျွန်တော်တို့ကဘာကြောင့်ဒီလိုမျိုးရှင်းပေးရလဲဆိုရင်
ကျွန်တော်တို့ကဒီ internet ကနေပြီးတော့ကျွန်တော်တို့က GB လေးတဲ့ software တစ်ခုကိုကျွန်တော်တို့ကတောက်မယ် GB များတဲ့အရာမြင်သည့်အရာမဆိုပေါ့နော် video file ပဲဖြစ်ဖြစ်ဟုတ်လား OS နဲ့ကျွန်တော်တို့ကတောက်မယ်ဆိုရင်ကျွန်တော်တို့ကအရှင်ကြာမယ်အဲ့လိုအခါမျိုးမှာကျွန်တော်တို့ကပြီးတော့နောက်ထပ် video တိဖြတ်တယ် video တိဖြတ်တဲ့အခါကျရင်ကျွန်တော်တို့ကခွေပန်းတယ်အဲ့ဒါခွေပန်းတယ်ဆိုတော့3-4နာရီကြာမယ်2နာရီ3နာရီကြာမယ်ပြီးတော့ကျွန်တော်တို့က export ထောက်မယ်ဟုတ်လားအရှင်ကြာမယ်အဲ့လိုဆိုရင်ကျွန်တော်တို့ရဲ့ဒီ computer ကိုဒီ power option မှာကျွန်တော်တို့ကမရှင်ထားဘူးဆိုရင်ကျွန်တော်တို့ computer ဒီကျွန်တော်တို့မိန်တော့မယ်သူရဲ့အရှင်တင်မဲ့ထားတဲ့အရှင်ကိုရရင်မိန်သွားမယ်အဲ့လိုဆိုရင်ဘယ်လိုပြဿနာတွေဖြစ်တော့လဲဆိုရင်ကျွန်တော်တို့ကရှေ့ဆက်မတော့ဘူးဟိုရဲသွားတာပေါ့နော်ရဲသွားတယ်ဆိုရင်ကျွန်တော်တို့အတွက်အခက်အခဲရှိနိုင်တာပေါ့နော်အခက်အခဲရှိနိုင်တယ်အဲ့ဒီလိုမျိုးမဖြစ်ရအောင်ကျွန်တော်တို့ကဒီ power အရှင်မှာရှင်းပေးရမှာဖြစ်တယ် okay အဲ့လိုဆိုရင် power အရှင်ကိုကျွန်တော်တို့ကတစ်ချက်နိုင်လိုက်မယ် power အရှင်ကိုကျွန်တော်တို့ကနိုင်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာရှင်း plus တင်ဆိုတာရှိတယ်အဲ့ဒီဟာကိုကျွန်တော်တို့ကတစ်ချက်ဝင်ပေးလိုက်မယ် okay ဝင်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဒီလိုမျိုးဖြစ်လာမယ်ကျွန်တော်သူကပြောတာကသူကဟို battery ကျွန်တော်တို့က battery ကိုကျွန်တော်တို့ကထိုးပြီးတော့ပေါင်းမယ်ဆိုရင်သူက10မိနစ်ဆိုရင်သူကစလီဖြစ်သွားမှာပေါ့နော် computer မိန်သွားမယ်တကယ်လို့ဒီ battery ကျိုးကိုမသွင်းပေးနဲ့ကျွန်တော်တို့ကဒီ battery နဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်က9မိနစ်နေရင်သူကစလီဖြစ်သွားမှာဖြစ်တယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးမဖြစ်ရအောင်ကျွန်တော်တို့က never အောင်ထားပေးမယ်ဒီနေရာမှာ never အောင်ထားပေးမယ်ဒီနေရာမှာ never အောင်ပြီးတော့ကျွန်တော်ရှင်းစေးကိုနိုင်လိုက်အဲ့ဒီရှင်းစင်းကိုကျွန်တော်နိုင်လိုက်မယ်တကယ်လို့တချို့ကွန်ပျူတာတွေမှာတချို့ laptop တွေမှာဆိုရင်ကျွန်တော်တို့စာကြောက်နှကြောက်ပါမယ်နှကြောက်ပါတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့က၄ခုလုံးကိုလုပ်ပေးရမှာဖြစ်တယ်တချို့ကကြတော့ဒီနေရာမှာ၄ခုပါလာတယ်ဆိုရင်ကျွန်တော်တို့က၄ခုလုံးကိုနိုင်ပေးရမှာဖြစ်တယ် okay ရှင်းစင်းကိုကျွန်တော်တို့နိုင်လိုက်မယ်နော် okay ဒီနေရာမှာကျွန်တော်နောက်ချက်ဝင်သွားမယ်အဲ့လိုဆိုရင်ဒီမှာဒီမှာကြတော့နှစ်ခုပဲပါတယ်ဆိုရင်ကျွန်တော်တို့ကနှစ်ခုပဲလုပ်ပေးလိုက်၄ခုပါတယ်ဆိုရင်၄ခုလုပ်ပေးလိုက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ကလုပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဟာ laptop ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ laptop ကိုကျွန်တော်တို့ကဒီအာသွင်းကြိုးကိုမပေါင်းပေးနဲ့ကျွန်တော်တို့ကပေါင်းမယ်ဆိုရင်လေ battery မကုန်မရှင်းသူကဒီအတိုက်ပဲသူကဖြစ်နေမှာပေါ့နော်ဒီတိုက်ပဲသူကဖြစ်နေမယ်သူကစလီမဖြစ်တော့ဘူးပေါ့နော်သူကမမိန်တော့တော့ဘူးသူကအဲ့လိုဆိုရင်ကျွန်တော်တို့က battery အားသွင်းထားမယ်ဆိုရင်ကျွန်တော်တို့ဒီ computer ကိုကျွန်တော်တို့မပိုင်မရှင်းနဲ့ရဲဖြစ်ဖြစ်3ရဲဖြစ်ဖြစ်တပဲဖြစ်ဖြစ်သူကလုံးဝမပိုင်ဘူးဒီတိုက်ပဲဖြစ်နေမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့က display ကိုရှင်းပြရမှာဖြစ်တယ်ကျွန်တော်တို့ကဒီ desktop မှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ computer ကတကယ်လို့ဒီ Full HD မရဘူးဆိုရင်ကျွန်တော်တို့ကဒီနေရာမှာစင်းတစ်ခုရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကဒီမျက်နှာပြင်မှာကျွန်တော်ကဒီမှာ install လုပ်ရတဲ့ဒီ icon တွေကတော့စင်းတစ်ခုရနေတာပေါ့နော်စင်းတစ်ခုရတော့ကျွန်တော်ရဲ့ computer display ကကြတော့ Full HD ရတာဖြစ်တယ်အဲ့လိုဆိုရင်ကိုယ့်ရဲ့ computer ကကျွန်တော်တို့က Full HD ရတာမရလားဘူးတော့ဆိုတာကိုကျွန်တော်တို့က computer ဝယ်ကလေးကကျွန်တော်တို့ကကြည့်ရမှာဖြစ်တာပေါ့နော်အဲ့လိုဆိုရင် display ကိုကျွန်တော်တို့ကဘယ်လိုရှင်းလဲဆိုတော့ကျွန်တော်ဒီအားနေတယ်ပေါ့နော်ဒီမှာလွတ်နေတဲ့ဒီ desktop ပေါ်မှာကျွန်တော်တို့ right click နိုင်လိုက်မယ် right click နိုင်လို့ပြီးတော့ကျွန်တော်တို့ကဒီမှာ display setting ဆိုတာရှိတာပေါ့နော်အဲ့ဒီ display setting ကိုကျွန်တော်တို့ကနိုင်လို့ပြီးတော့ပြီဆိုရင်ဒီမှာ display resolution ဆိုတာရှိတာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကကိုကဘယ်လောက်ရတာလဲပေါ့နော်တချို့ computer တွေကကြော 2K ရတာလည်းရှိမယ် 4K ရတာလည်းရှိမှာပေါ့နော်တကယ်တော့ကိုရဲ့ computer ရဲ့ဒီ resolution ကတကယ်တော့1920 1080မရဘူးဆိုရင်ကျွန်တော်တို့က video record ဖိုင်တွေကကြာရင်1080ရမှာမဟုတ်ဘူးပေါ့နော်တချို့ computer တွေကကြာတော့1920 1080ဆိုရင်ပို့ပြီးတော့ဈေးကြီးတော့တာပေါ့နော်ဒီ computer ကျွန်တော်တို့ဝယ်ကလေးကလည်းကျွန်တော်ကဒီဟာကိုကြီးခဲ့ရမှာဖြစ်တာပေါ့နော်ကျွန်တော်ရဲ့ဒီအခုလက်ရှိဒီ offer နေတဲ့ computer ကြတော့1920 1080ပေါ့နော် Full HD ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ display မှာကျွန်တော်တို့ကဒီမှာ1920 1080ထားရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကဒီမှာကြတော့ကျွန်တော်ထားတာပေါ့နော်ကျွန်တော်ပုံမှန်ထားတာကြတော့ဒီမှာ100ထားတယ်တကယ်လို့စာလုံးသေးတယ်လို့ထင်ရတယ်ဆိုတော့ဒီမှာ125လောက်ထားလို့ရတာပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီမှာ1920ကျွန်တော်ထားပြရမှာဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်ကဒီ computer တစ်လုံးမှာအရေးကြီးသောတင်မြကိုရှင်နေများဆိုတဲ့ဒီသင်ခန်းစာမှာကြတော့ကျွန်တော်က3ခု4ခုပေါ့နော်ဒီဟာတခုဆိုရင်ကျွန်တော်အဲ့ဒါကိုပြပြပေးလိုက်တာဖြစ်တာပေါ့နော်အဲ့လိုဆိုရင်ဒီနေ့သင်ခန်းစာကတော့ဒီရောက်ပြီပေါ့နော်